ချန်တယ်မှာဥရဲဦးငါချမ်းမရဲ့ဦးဒါလေးခီးနေပြောကျွန်တော်တို့ဒီနေ့ဧည့်သည်လိုက်ပို့လာပြပါတယ်ခုကတော့ကျုံမဲတောင်သွားဖို့အတွက် roadway စီမှာဖြစ်ပါတယ်လူတွေရမ်းများနေတဲ့အတွက်တက်စီနေရပါတယ်အခုကျွန်တော်တို့ကတိုးကန်းနိုင်ဘူတာကနေအိုးအခုတန်းနေဘူတာအထိ roadway စီလိုက်ရင်ခရုထမငုံရောက်မှာဖြစ်ပါတယ်တောင်ပေါ်ရောက်ဖို့အတွက် roadway နဲ့သွားလို့ရသလိုကားနဲ့လည်း body တက်လို့ရပါတယ်ကားနဲ့သွားရင်တော့မြင်တဲ့အတိုင်းလမ်းတွေအရင်ပိတ်နေမှာပါအဲဒါကြောင့် roadway နဲ့သွားဖို့ပဲကျွန်တော်အကြံပေးချင်ပါတယ်တောင်ရောက်နေတာကျုံမဲတောင်ရောက်ပါပြီကျုံမဲစားပါမယ်ကျောင်းနေစားအသက်ဘယ်နှစ်ရှိလဲ9နှစ်ပါအသက်9နှစ်တော့ရှိရလားဒီအခုဘယ်နှလုံးစားပါလဲနေဆေးလုံးဒီဆိုင်လေးကတော့အမေရခဲ့ရောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်是真的哟，西餐呢？这包啊？我是买的。哎呀，အဲ့လိုမပြောနဲ့လေကွာ哎，买酒酒不知道，几地了，这不得了了。แต่พี่เล่นดีไปหมดเลยดูมันจะยังมาไหนเลยตอนแรกအဲ့ဒါပါလေစားတော့ပြီလားဒီမှာပါတယ်စားတော့ပြီ就没了嘛。哦，要回来得到。ဒီနေ့ကတော့တကယ်ချင်းတွေကိုလိုက်ပို့ရင်လည်းပြောစရာဗီဒီယိုလေးဖန်တီးထားတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော် bye